စိတ်မချဘူးလို့ဦးစင်းမြင်ပါတယ်အဲ့ဒီရေတက်ရက်ထဲမှာဦးစင်းတို့မိုးလေးလဲလိုက်လာမယ်လေးမျက်နှာနဲ့မချဖြစ်သွားနိုင်ပါတယ်တတိနဲ့နေကြပါလို့တွင်းထဲကပုဂ္ဂိုလ်အခုမြင်တွေ့လိုက်ရတဲ့ရုပ်သံမှတ်တမ်းကတော့ AR တိုင်းဒေသကြီးညောင်တုံးမြို့နယ်ချောင်းကြီးကျေးရွာအုပ်စုချောင်းပြကျေးရွာအနီးရှိခန်းချောင်း AR မြစ်ရေကာတာမှာမိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ရေတိုက်ဆမှုများကြောင့်ယနေ့ဩဂုတ်25ရက်နနက်2နာရီခန့်တွင်အရှိပေ200ကျော်ပဲ့ကျပြိုကျမှုဖြစ်ပွားခဲ့ပြီးအရေးပေါ်ပြင်ဆင်မှုများပြုလုပ်နေရကြောင်းဒေသခံများထံမှသိရှိရပါတယ်။လက်ရှိတွင်ရေကာတာရဲ့3ပုံ2ပုံခန့်အထိပြိုကျနေသဖြင့်ဒါကျိုးပေါက်မှုမဖြစ်ပေါ်စေရန်ဒေသခံများကုညီကယ်ဆယ်ရေးအဖွဲ့များနဲ့တပ်ဆိုင်ရာဌာနများပူးပေါင်းကာဝါလုံးများရိုက်ထု၍မြေသားတာတမန်ခံနိုင်ရရှိအောင်အရေးပေါ်ပန်းတာပြုပြင်ခြင်းများကိုဆောင်ရွက်နေကြတယ်လို့ဆိုပါတယ်။မအူပင်းမြို့ရှိမြစ်တာရှင်အမျိုးသမီးမိဘမဲ့ပရာဟိတဂေဟာမှဆရာတော်ယခုတာကျိုးပေါက်မြေဘေးအန္တရာယ်ကိုအခုလိုမျိုးအသိပေးပြောကြားထားပါသေးတယ်။ပြောချင်တာတော့မဟုတ်တော့ကံရရှိဆိုသလိုပါပဲအားလုံးအတွင်းထဲမှာနေကြတဲ့ဒီမိဘပြည်သူတွေပြင်ဆင်ထားတဲ့ဒါကဦးဇင်းတို့ရေတက်ရက်ခေါ်ပါတယ်ဦးဇင်းတို့အခုဝါခေါင်လာဆန်း12ရက်ဆိုတော့ရေနူးတာလွန်သွားပါပြီ73 14 15ကနေပြီးတော့လပြည့်ကျော်9ရက်နေ့အထိဒါရေတက်ရက်ပါအဲ့ဒီရေတက်ရက်ထဲမှာဦးဇင်းတို့ဘာပြောမလဲမိုးလေးလဲလိုက်လာမယ်ရေကလည်းထက်မြင့်လာမယ်ဆိုဒီတာကစိတ်မချဘူးလို့ဦးဇင်းမြင်ပါတယ်အဲ့တော့ဒီကနေဘယ်အထိသွားနိုင်လဲဆိုသဇင်ရေကျော်မလက်တို့ထန်းဒီမိုးမခအဲ့ဒီကနေဦးဇင်းတို့ဟိုဘက်လွန်ရင်တဝန်တော်ဗာလဲလှိုင်သာယာအထိဒီရေကရေဥတိုက်သွားတတ်ပါတယ်အဲ့တော့ဖြစ်မယ်လို့တော့ဦးဇင်းတို့အကျဉ်းတွေပေါက်တော့မပြောရဲပေမဲ့လို့စိုးရိမ်စရာအခြေအနေတစ်ခုမှရှိတယ်လို့အားလုံးတကာမတွေတွင်းထဲမှာနေကြတဲ့ပုံကိုယ်တွေမဖြစ်သေးဘူးပေါ့ကြိုတင်ပြင်ဆင်ထားတဲ့တတိရှိနဲ့နေတဲ့လို့ဒါဦးဇင်းတို့တတိပေးပါတယ်အဆိုပါရေကာတာတာကျိုးပေါက်သွားပါကညောင်လုံးမြို့နယ်အတွင်းရေကြီးရေရှမ်းမှုများဖြစ်ပေါ်လာနိုင်သည့်အပြင်ရန်ကုန်မအူပင်ကားလမ်းပိုင်းသွားလာရေးထိခိုက်နိုင်ပြီးအနီးပတ်ဝန်းကျင်ရှိငါးမွေးမြူရေကန်ဧက9000ကျော်နဲ့လေယာမြေဧက3000ကျော်ရေလွှမ်းမှုပျက်စီးနိုင်ကြောင်းသိရှိရပါတယ်။ဒါပြင်ရေအရှိန်ပြင်းထန်စွာစီးဆင်းပါကမအူပင်မြို့နယ်နဲ့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်များအထိရေများရောက်ရှိလာနိုင်ကြောင်းဒေသခံများကသတိပေးထားသဖြင့်အနီးအနားရှိပြည်သူများအနေဖြင့်အထူးသတိထားနေထိုင်ကြရန်လိုအပ်ပါတယ်။လက်ရှိအချိန်မှာတော့ပဲ့ကျသွားတဲ့တာတမန်အပြင်ပန်းနာကိုပါဆက်ရန်သားတွေအသုံးပြုပြီးပြုပြင်နေတာပါ။မြန်မာနိုင်ငံသားအားလုံးမင်္ဂလာပါခင်ဗျ။ဒီမြေစီးဆင်းနေတယ်လို့မိုးတွေလည်းညို့ဒါကျွန်တော်လက်ရှိအခု4:33မိနစ်ဆောင်ရွက်ပြည်စည်းမှုချိန်နေလေးပေါ့ဗျာအခုဆိုရင်ညနေတိုင်းမှာနောက်ကပန်းတာရဲ့အပေါ်မှာကျွန်တော်အင်ပြေးအားပြေးနေပေါ့နော်အင်အားအပြေးနဲ့ကျွန်တော်တို့မြေတမန်ကြီးကိုထပ်ပြီးတော့ဖို့နေပါပြီဒါနှစ်ထပ်ပါကျွန်တော်ဒီထဲကိုဟိုကနေသင်္ဘောကနေပြီးတော့တဲကိုဒီကကိုပိုက်နေကျွန်တော်တို့မှုတ်ထည့်ပေးပါတယ်ရောက်လာတဲ့တဲကိုမှကျွန်တော်တို့ဒီကနေပြီးတော့အိတ်ဒီနဲ့ထည့်ပြီးတော့လိုအပ်တဲ့နေရာတွေမှာချက်ချင်းနော်အင်းတိုင်းအားတိုင်းနဲ့အခုဆောင်ရွက်နေတာတွေ့ရမှာဖြစ်ပါတယ်ဒါကကျွန်တော်ရွာသားတွေအုပ်စုပြန်သွားလို့ပါရွာသားတွေအုပ်စုဆိုရင်အားလုံးရင်းလောက်ရှိပါတယ်အယောက်900ကျော်လောက်ရှိပါတယ်ဒီအလိတ်တွေကတော့ဒါကျွန်တော်တို့ဒီတာကိုကျွန်တော်တို့ကာမဲ့အလိတ်တွေဖြစ်ပါတယ်ရေတိုက်စားမှုတော့ကျွန်တော်ကာကွယ်နိုင်သွားမှာဖြစ်ပါတယ်နောက်ပြီးတော့အခုဆိုရင်အနောက်မှာဆိုရင်မြေသားတမန်ရှေ့မှာဆိုရင်တဲအိမ်နဲ့နှစ်ထပ်နောက်မှာတစ်ထပ်မြေသားနဲ့ဒါအခုနောက်မှာတွေ့ရတဲ့ကွန်းချန်လေးပေါ့ကွန်းချန်လေးကသူ့ရဲ့မြေနော်ဒါတဲ့တယ်လို့သုံးပါဆိုပြီးတော့သူပြင်ပြခဲ့ပါတယ်ဘယ်ဝိုးကြီးနဲ့ဆောင်ရွက်နေကြတာဆိုရင်တော့မြင်တဲ့အတိုင်းပါပဲတမတော်သားတွေအားလုံးဒီမှာဗာမီးရလဲဆိုဝမ်းသာစရာကောင်းတာကတော့ကျွန်တော်တို့ဒါအားလုံးစီလုံးနဲ့ပေါ့နော်ဒါသဘာဝဘေးအန္တရာယ်ကိုကျွန်တော်တို့ပြည်သူတွေအားလုံးပေါ့ပြည်သူတွေကပေါက်ဖွာလာတဲ့တမတော်သားတွေအားလုံးစီလုံးနဲ့သဘာဝဘေးရန်ကိုကာကွယ်နေကြတာကိုမြင်တွေ့ရပါတယ်
ရောက်လာပါပြီရေစီးလည်းတော်တော်ကျန်းပါတယ်ဒါဒီနေရာလေးဆိုရင်ဒါကျွန်တော်တို့ဒီကြပစ္စည်းနိုင်တဲ့နေရာပြီးပါပြည်သူများအားလုံးလည်းစိတ်မပူကြဘူးနဲ့ကျွန်တော်တို့အခုလူနိုင်သွားပြီလို့တော့ကျွန်တော်ပြောချင်ပါတယ်ရေစီးရလည်းတော်တော်ကျန်းပါတယ်ဗျာရေစီးကျန်းပါတယ်မြေပြင်ကျအခုဒါအခုဆိုရင်မိုးတွေရွာနေပါပြီမိုးရွာလဲမိုးရွာနေပူပေါ့ဗျာကျွန်တော်ပြောချင်တဲ့စကားလေးကကျွန်တော်တို့လူနိုင်သွားပါပြီဒါစီလုံးချင်းဒီအင်အားပါပဲเนาะကျွန်တော်တို့လူနိုင်သွားပါပြီဒီပုံစံတိုင်းနဲ့ဆိုတော့ကျွန်တော်တို့ရေစီးနိုင်သွားပါပြီဆိုရင်စရာသိမရှိတော့ဘူးလို့တော့ပြောချင်ပါတယ်ခင်ဗျအားလုံးပဲဝမ်းသာကြပါစေဘာဘေးစုကဆန်အနေဆိုပေါ်မှာလည်းလုတ်ကင်းနိုင်ကြပါစေဗျာဆိုရင်တော့ကျွန်တော်တို့ခန်းချောင်းတာကျိုးပေါက်နာကိုရောက်လာပြီဖြစ်တယ်ဗျာနော်အကုန်လုံးကတော့တက်ညီလက်ညီပါပဲဖဖိုးတွေဗျာဒီမှာဆက်အင်အားလူအင်အားပြည့်စုံတဲ့စီလုံးလုံးဒီအော်ရီသားတွေတုတ်ကင်နေကြတာရှိရတော့ဒါအာရုံကျိုးတဲ့ကျိုးပေါက်ပါပဲ။ပေါက်ရှိရတော့ပေ150နဲ့200လောက်ရှိတယ်။ကျိုးရတာကတာကလုံးလုံးကုန်သွားပြီးတော့ရေတော့စိတ်နေတဲ့နေသားဗျာ။လူပြည်တွေချိန်ပြီးလို့တာရေမကျော်တဲ့နေသားဖြစ်တယ်ဗျ။စီရလည်းတော့ကောင်းတယ်ဗျာ။အားလုံးကသိကြပါလို့ဖြစ်ပါတယ်။ဒီအားလုံးမင်္ဂလာပါဗျာလက်ရှိချောင်းရတာကျူးတိစရာလောက်ရှိနေပါပြီဒီပေါင်းအားဆိုင်ဖွဲ့ဝင်များအားလုံးလည်းရောက်ရှိပြီးတော့ဥစ္စာကျိုးထားတဲ့နေရာပေါ့လေခံစားပြီးတရားဝင်ကျင်တော့ရှိဒီရတဲ့တော်တော်တိုက်ရတယ်老板下游里面 PPT 会拿上或者是黄总不溜达的，有那讲话。အားလုံးပြရတင်နေနေတယ်ဦးဇင်းတို့ဒါကံကြောင်းเนาะထုံးဝတာကျိုးနေနေရောက်နေပါပြီလို့ဦးဇင်းတို့အင်အားเนาะတိုးတက်ဒီပရိုက်တာဖွင့်နေဦးဇင်းတို့ဖွင့်နေအင်အား40လောက်ပါလာပါပြီเนาะဒီမှာလည်းဦးဇင်းတို့ခုနှစ်တန်းဒီပရိုက်တာဖွင့်မျိုးစုံကလည်းဟိုလမ်းပေါ်မှာကားတွေအများကြီးရောက်နေပါပြီဒီမှာလည်းဦးဇင်းတို့เนาะနိုင်ငံတော်အင်အားနဲ့ဦးဇင်းတို့ပရိုက်တာဘုံစုံအင်အားနဲ့ခုနှစ်တန်းအင်အားတို့ကပြီးတော့เนาะဦးဇင်းတို့ဒီလိုเนาะညာနဲ့လုံးနေကြပါတယ်လို့ကိုဘကတထားတော့ချိုးဝါးကိုပွက်တော်ရတော့ဒါလို့တော့သွားပြီပေါ့နော်
ဒီရွာတော့ဒါအခုဒီကမိန်းတာဖြစ်လို့တော့ဒီတာကြီးလုံးနဲ့ဒါဆိုဘလုံးတစ်ဖက်ရောက်မှာဖြစ်ကြောက်ဟိုဘက်ကလည်းဦးဇင်းတို့နော်ဟိုဘက်ကတော့ဒါချိုးချအောင်ပဲဟိုဘက်တာတာတော့ချိုးချအောင်ပဲဟိုဘက်ရွာတွေကတော့ဒါနော်ဂျင်းနေကြပြီပေါ့တော့ဒီဘက်ကတော့ဦးဇင်းတို့နော်နေရာ300လောက်ချက်တော့ကျိုးနေတာတော့နော်ဒါဒီကြောင်းလည်းတကယ်ကျိုးနေနေတာဖြစ်လို့တော့ဘုံ6ချင်းနဲ့ဒီမှာပန်းတောင်တော့နော်ပန်းတောင်တော့ဘာကျိုးနေပါဒီဘက်မှာဦးဇင်းတို့ပတိုင်းဘက်ကတော့ဆောင်းမရဝမ်းရိုက်နော်ဒီကပုံနေဖြစ်ပါတယ်အဲ့တော့နော်အားလုံးပဲဟိုအပေးတွေပေးမှုတော့လည်းနော်အားလုံးဆက်ပေါ်ပါတယ်လို့နော်ဖွဲ့စည်းအားလုံးတော့အပေးတွေပေးမှုဆက်ပေါ်ပါဘာတော့ဦးဇင်းဒီပုံတော့လည်းနော်အဲ့တော့ဒီနေ့ရကပုံမောင်းတော့ရအောင်ဒီနေ့ဖြစ်ပါတယ်အဲ့ဒီလက်ကြီးနဲ့ဦးဇင်းပုံနေဖြစ်ပါတယ်အားလုံးဆောင်ပါမယ်ဌာနဆိုင်ဖွဲ့စည်းနေတဲ့ညဆောက်ပြီးပရိုက်တာလို့ဆိုတော့ဖွဲ့စည်းမှတော့ညရက်ကကြွေးရအောင်အားလုံးဖွဲ့စည်းရေးဆောင်လို့ဆိုပြီးနော်ဒီလိုတက်ညီလက်ညီညီညာညာဆောင်ရွက်နေခြင်းဖြစ်ပါတယ်လို့အားလုံးပဲဒီကျမရှာလာနော်တက်ညီလက်ညီနဲ့အဲ့တော့ဌာနဆိုင်ဖွဲ့စည်းရေးပရိုက်တာညီကိုတွေရောများစွာဦးစင်းတို့နော်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်